ဒါတင်ဆက်ပေးချင်တာကတော့ဒီမျောနေတဲ့ကုန်တင်သင်းမောပေါ့ဒါဆိုရင်ပြီးခဲ့ရတော့လည်းပဲဒါပြည်သက်တွေမှတ်မိမှာပေါ့နော်ဒီမျောနေတဲ့ကုန်တင်သင်းမောတစ်စင်းကိုဆိုလို့ရှိရင်ဒါပြင်သစ်ကန်အိုတန်းမှာဆိုရင်ဒါပြန်ပြီးတော့ဆယ်နိုင်ထားခဲ့ပြီဆိုတဲ့အကြောင်းအရာပါပြင်သစ်ကန်အိုတန်းမှာဒီမျောနေတဲ့လူမဲ့ကုန်တင်သင်းမောပေါ့နော် Modern Expert ဒါဆိုလို့ရှိရင်ဒီသင်းမောကိုပြန်လဲပြီးတော့ဆယ်ထားနိုင်ပြီဖြစ်တယ်ဆိုပြီးတော့ဒီပင်လယ်ရေကြောင်းအရာရှိတွေကနေပြီးတော့ပြောဆိုလိုက်ပါတယ်စပိန်တွဲလီကသင်းမောကိုတွဲချိတ်ပြီးတော့ပြန်ဆယ်ထားနိုင်တာဖြစ်တယ်ဆိုပြီးတော့ပြင်သစ်ကပေါ့နော်ပင်လယ်ရေချောင်းပြောခွင့်ရသူဖြစ်တဲ့ Luis Sevilla ကနေပြီးတော့ဒါပြောဆိုထားပါတယ်ခင်ဗျဟုတ်ပါတယ်လက်ရှိချိန်မှာတော့ဒီသင်းမောကတနအီကို4မိုင်နှုန်းနဲ့အနောက်ဘက်ပိုင်းကိုဆက်ရွေ့နေပြီဆိုပြီးတော့လည်းပြောခဲ့တယ်သင်းမောဆက်ချိုရင်းမှုတွေဖြစ်ပွားပြီးနောက်မှာတော့သင်းမောသား22ဦးကိုဒီသင်းမောပေါ်ကနေပြီးခဲ့တဲ့တစ်ပတ်အင်္ဂါနေ့ကတုန်းကတည်းကကယ်ဆယ်ထားခဲ့ပြီးလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒီသင်္ဘောပေါ်မှာဆိုလို့ရှိရင်ဒီလောင်စာတွေပါနေတဲ့အတွက်ပေါ့နော်သင်္ဘောနှစ်ပြီးတော့လောင်စာတွေပြည်သစ်နိုင်ငံရဲ့ဒီအနောက်တောင်ပိုင်းပေါ့နော်ကန်ယူနယ်တစ်လျှောက်မှာဆိုလို့ရှိရင်ပြန်သွားမှာကိုလည်းပဲအာနာပိုင်တွေကနေစိုးရိမ်နေကြတယ်ဆိုပြီးတော့လည်းပဲသိရပါတယ်သင်္ဘောကိုဒီအခုတစ်ပတ်အစောပိုင်းကလေးကပေါ့နော်ပြန်ဆွဲဖို့စူးစမ်းခဲ့ပေမဲ့လည်းပဲရာသီဥတုကျန်းတဲ့အတွက်သင်္ဘောကိုပေါ့နော်ပြန်ဆွဲလို့မရအောင်အခြေအနေဖြစ်ခဲ့ပြီးတော့အခုဆိုလို့ရှိရင်တော့ဒါမျောနေတဲ့သင်္ဘောကိုဆိုရင်တော့ဒါပြင်သစ်ကန်ယူနယ်မှာအခုမှဒါပြန်လဲပြီးတော့ဆယ်ထားနိုင်ခဲ့တာလည်းပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့